အားလုံးပဲမင်္ဂလာပါလူတိုင်းဒီပါကတော့ဘိုင်အောင်ဘိုင်နာဖြစ်တတ်ပါတယ်ဘိုင်အောင်ဘိုင်နာဖြစ်တတ်တဲ့အနေအထားကိုကြည့်ပြီးတော့ကျမကြီးပြဿနာတွေကိုခွဲခြားလို့ရတယ်ဆိုတာသိပါသလားတကယ်ပဲခွဲခြားလို့ရပါတယ်ညာဘက်ချမ်းဝမ်းပိုင်နာခြင်းမှုအတွက်အဖြစ်များဆုံးအကြောင်းရင်းကတော့ဆက်ချက်စနစ်ဆိုင်ရာခြေတွေကြောင့်ဖြစ်ပါတယ်အစိမ်းဦးတေးကျိအသက်ပန်ခရီယက်တော့မှာပြဿနာရှိတယ်ဆိုလို့ရှိရင်လည်းဒီဝမ်းပိုင်နာခြင်းမှုကနေသိရှိနိုင်ပါတယ်ဆက်ချက်စနစ်ကနေဖြစ်ပေါ်လာတဲ့အကြောင်းရင်းနဲ့နာကျင်တဲ့နေရာတွေလက္ခဏာအချက်တွေကိုကြည့်ပြီးတော့ဘယ်စိတ်ပိုင်းတွေမှာပြဿနာဖြစ်နေတယ်လဲဆိုတာဒီဗီဒီယိုကိုစာဆုံးကြည့်ရှုခြင်းဖြင့်သိရှိသွားမှာဖြစ်ပါတယ်။အကြောင်းရင်းနံပါတ်1လေးပွားခြင်းကြောင့်ဖြစ်တဲ့ဘိုင်အောင်ဘိုင်နာနာကျင်တဲ့နေရာကတော့ညာဘက်1ဘိုင်အပေါ်ပိုင်းနဲ့ညာဘက်1ဘိုင်အောက်ပိုင်းမှာဖြစ်တတ်ပါတယ်။အကြီးကလက္ခဏာတွေအနေနဲ့ကတော့ဘိုက်ပူတာတွေဖြစ်မယ်၊ဘိုက်အောင်တာတွေဖြစ်မယ်၊ဘိုက်ထဲမှာပြည့်ကျင်းသလိုခံစားရမယ်၊လေးတက်မယ်၊လေးလေတာတွေများပါမယ်။လေးပွားခြင်းကြောင့်ဖြစ်တဲ့ညာဘက်ချမ်း1ဘိုင်နာခြင်းမှာဘိုက်ထဲမှာရှိတဲ့လေတွေကြောင့်မို့ဦးတွေဖုံးကားလာခြင်းနဲ့စတာပဲဖြစ်ပါတယ်။အစာစားပြီးရဲ့နောက်မှာပေါ်လာတတ်ပါတယ်။အကြီးကဖြစ်ရတဲ့အကြောင်းရင်းကတော့အစာစာတွေကြောင့်ဖြစ်ပါတယ်။အစာစာတွေကိုခြေပြတ်ဖို့ဦးထဲမှာတာရှည်စွာရှိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။လေးပွားခြင်းကိုဘယ်လိုကုသမလဲ။ဦးလန်းကြောင့်လှုပ်ဆောင်မှုကိုချိန်ကြီးဖို့နဲ့ပုံမှန်စာချေမှုကိုလေးကူစေဖို့ရေများများတောက်ဖို့အားလည်းအရေးကြီးပါတယ်။ဆေးဝါးအနေနဲ့ကတော့အမိုအန်လို40မဂနီဆီယမ်ဟော်ဒေါက်ဆိုက်ဆေးတွေကိုတောက်သုံးခြင်းဖြင့်လေးပွားခြင်းကိုကုသလို့ရပါတယ်။အကြောင်းရင်းနံပါတ်1ဦးလန်းကြောင့်စနစ်မမှန်ခြင်းကြောင့်ဘိုက်အောင်တာတွေဖြစ်တတ်ပါတယ်။နောက်ကျတဲ့နေရာကတော့1ဘိုက်အောက်ပိုင်းမှာဖြစ်ပါတယ်။ဘက်ပြောင်းလဲရှိနိုင်ပါတယ်။ဘက်ဘက်သို့မဟုတ်ညာဘက်မှာနာတတ်ပါတယ်။လက္ခဏာတွေအနေနဲ့ကတော့1ဘိုက်နိုင်ခြင်းမှုဖြင့်တနည်းပြောမယ်ဆိုလို့ရှိရင်တော့ဘိုင်အောင်ခြင်းဖြင့်ဝမ်းလျှောတာတွေဝမ်းချုပ်တာတွေဘိုက်ပူတာတွေလေပွားတာတွေပူတွေပြီးတော့ဖြစ်ပေါ်နိုင်ပါတယ်။ဦးလန်းကြောင့်လှုပ်ရှားမှုပြီးရဲ့နောက်မှာတော့တတလေးရှိပါတယ်။ဘယ်လိုကုသမလဲ။အစာနဲ့ခဏခဏစားပေးခြင်းနဲ့အစာကိုဖြည်းဖြည်းစားပေးခြင်းတွေဖြင့်ကုသနိုင်ပါတယ်။ဘေးမျိုးစုံကော်ပီတို့ပြီးတော့တခြားအချင်ဖောက်ထားတဲ့ကာဗွန်ဟိုက်ဒရိတ်လိုအစားအစာတွေကိုရှောင်ကျဉ်ဖို့လိုအပ်ပါမယ်။အကြောင်းရင်းနံပါတ်3တေးကျိကြောက်တဲ့ခြင်းကြောင့်မို့ဘိုင်အောင်နိုင်ပါတယ်။ညာဘက်ချမ်းဘိုင်အောင်မှုဟာတေးကျိမှာကြောက်တဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။နောက်ကျတဲ့နေရာကတော့1ဘိုက်အပေါ်ပိုင်းညာဘက်ချမ်းမှာဖြစ်ပါမယ်။အစိမ်းနေရာမှာလည်းဘိုင်အောင်တတ်ပါတယ်။ဘိုင်အောင်နဲ့ကြာခြင်းဟာမိနစ်ပိုင်းကနေနာရီပိုင်းထိကြာမြင့်နိုင်ပါတယ်။အဲ့ဒီနာကျင်မှုဟာဘက်ဘက်ချမ်းကနေစလို့ကြောဘက်ထိပြန့်နိုင်ပါတယ်။ဒီလိုပြန့်နှံ့ပြီးနာကျင်မယ်ဆိုလို့ရှိရင်တော့ဒါဟာတေးကျကြောက်တဲ့ခြင်းကြောင့်ဖြစ်ပါတယ်။အစာမကြေသလိုလေးခံစားရနိုင်ပါတယ်။လက္ခဏာတွေအနေနဲ့ကတော့အစာစားခြင်းစိတ်မရှိခြင်းနဲ့ပြော့အံ့တာတွေ၊အော့အံ့တာတွေဖြစ်နိုင်ပါတယ်။တကယ်လို့သေးကျအိတ်ထဲမှာရှိတဲ့ကြောက်တွေပိတ်ဆို့လို့မို့သေးကျအိတ်ကြောင်ရမ်းလာမယ်ဆိုလို့ရှိရင်တော့အဖျားတက်တာတွေချမ်းတုံတာတွေအသားဝါတာတွေမျက်လုံးဝါတာတွေပူတွေပြီးတော့ဖြစ်စေနိုင်ပါတယ်။ဘယ်လိုကုသမလဲ။သေးကျအိတ်ကြောက်တေးသေးလေးဆိုလို့ရှိရင်တော့တဘာဝညင်းတဲ့အိမ်မှာကုသလို့ရနိုင်ပါတယ်။အကြောင်းရင်းနံပါတ်4အစောအေးမိခြင်းကြောင့်ဖြစ်တတ်ပါတယ်။နာကျင်တဲ့နေရာကတော့ချက်နာကနေစပြီးတော့ဝါဘအောက်ပိုင်းညာဘက်ကိုတဖြည်းဖြည်းရွေ့ရှားပြီးတော့ဆူရှားတဲ့နာကျင်မှုတွေဖြစ်တတ်ပါတယ်။နောက်တစ်ချက်ရှိပါတယ်။အစိမ်းနေရာမှာဘိုင်းအောင်ပြီးတော့ညာဘက်ချမ်း1ဘိုက်အောက်ပိုင်းထိတွားပြီးတော့နာကျင်တတ်ပါတယ်။ဒီနာကျင်မှုဟာနိုင်6နိုင်ခန့်ကြာနိုင်ပြီးတော့ရောင်ရမ်းမှုပိုဆိုးလာတာနဲ့အမျှနာကျင်မှုကလည်းပိုပြီးတော့ပြင်းထန်လာတတ်ပါတယ်။1ဘိုက်အောက်ပိုင်းကနေပုံမသိတာလာပြီးတော့ကျွန်တော်တို့ပေါင်ကျန်နာထိနာကျင်တတ်ပါတယ်။လက္ခဏာတွေနဲ့ကတော့အစာစားခြင်းစိတ်မရှိတာတွေပြော့အံ့တာတွေဝမ်းလျှောတာတွေဝမ်းချုပ်တာတွေ40ဒီဂရီစင်တီဂရိတ်တနည်းပြောမယ်ဆိုလို့ရှိရင်တော့104ဒီဂရီဖာရင်ဟိုက်ထက်ဖြားမယ်1ဘိုက်အောက်ပိုင်းညာဘက်ကိုစမ်းသပ်မယ်ဆိုလို့ရှိရင်ပိုနာမယ်1ဘိုက်တင်းခြင်းတွေဖြစ်ပေါ်နိုင်ပါတယ်ဘယ်လိုကုသမလဲအဆုတ်အေးမိတယ်လို့တန်တရားရှိမယ်ဆိုလို့ရှိရင်တော့ချက်ချင်းဆေးကုသမှုခံယူဖို့ကြံပြုထားပါတယ်အကြောင်းရင်းနံပါတ်5အသေးရောင်ရမ်းခြင်းကြောင့်လည်းဘိုင်အောင်ခြင်းတွေဖြစ်တတ်ပါတယ်။နာကျင်တဲ့နေရာကတော့ခန္ဓာကိုယ်ရဲ့ညာဘက်ချက်သူတစ်ဖြင့်ကတော့1ဘိုက်အပေါ်ပိုင်းမှာရှိတဲ့1ဘိုက်နာကျင်မှုအသေးရောင်ရမ်းခြင်းအဖြစ်များတဲ့လက္ခဏာတစ်ခုဖြစ်ပါတယ်။1ဘိုက်အပေါ်ပိုင်းညာဘက်ချက်နာကျင်တတ်ပါတယ်။အသေးရောင်ရမ်းခြင်းဖြစ်ရတဲ့အကြောင်းရင်းကတော့ဘက်တီးရီးယားဗိုင်းရပ်ပိုးဝင်ခြင်းအရက်လွန်ကျွံတောက်ခြင်းဆေးဝါးသုံးဆွဲခြင်းကိုယ်ခံစနစ်ကနေပြန်တိုက်တဲ့ယောဂါတွေစတဲ့အကြောင်းရင်းတွေအကြောင်းမှဖြစ်ပွားနေတာပဲဖြစ်ပါတယ်။အသေးရောင်ရမ်းခြင်းဖြစ်မယ်ဆိုလို့ရှိရင်တော့လက္ခဏာတွေအနေနဲ့ကတော့ပြုံးအံ့တာတွေဖြစ်မယ်အစာစားခြင်းစိတ်မရှိတာတွေဖြစ်မယ်ခေါင်းကိုက်မယ်စီးရောင်ရင်မယ်အသားဝါမယ်မျက်လုံးဝါမယ်စတာတွေဖြစ်စေနိုင်ပါတယ်ဘယ်လိုကုသမလဲ
အသက်ရောင်ရမ်းခြင်းဖြစ်တယ်လို့တတိထားမိမယ်ဆိုလို့ရှင်တော့အနားယူပါရေထဲပြေဝအောင်နေပါခြေဖြတ်ရခက်တဲ့အစားအစာတွေကိုစားသုံးခြင်းအနေရှောင်ခြင်းပါဆရာဝန်နဲ့အမြန်ပြသပြီးတော့ဆရာဝန်ညွှန်ကြားချက်တိုင်းလိုက်နာလို့ဆောင်ပါအကြောင်းရင်းနံပါတ်6ပန်ခရီးယပ်ရောင်ခြင်းကလည်းဘိုင်းအောင်ခြင်းကိုဖြစ်စေပါတယ်နာကျင်တဲ့နေရာကတော့ဝမ်းဘက်အပေါ်ပိုင်းကနေစပြီးတော့ကြောဘက်နဲ့ဘက်ဘက်ပခုံးထိပြန့်နှံ့ပြီးတော့နာကျင်တတ်ပါတယ်အရဲတောက်ပြီးခြင်းအစာစားပြီးရဲ့နောက်မကြာမီဖြစ်ပေါ်နိုင်ပါတယ်ပန်ခရီးယပ်ရောင်ခြင်းလက္ခဏာတွေအနေနဲ့ကတော့အဲ့ဒီနာကျင်မှုနဲ့အတူပြောင်းရနာတွေဖြစ်တတ်တယ်အဖျားတက်မယ်တွေးပုံကြမယ်အသားဝါတာတွေဖြစ်ပေါ်နိုင်ပါတယ်ဘယ်လိုကုသမလဲပန်ခရီးယပ်ရောင်ခြင်းလို့တန်ရရှိမယ်ဆိုလို့ရှိရင်တော့ချက်ချင်းဆေးကုသမှုခံယူဖို့လိုအပ်ပါမယ်ဒီချက်လက်တွေကိုကြည့်ကြအပြင်ဘိုင်းအောင်ခြင်းနဲ့သိရှိနိုင်တဲ့ယောဂလက္ခဏာတွေအကြောင်းကိုသိလောက်ပြီးတင်ပါတယ်ကျမရေးမိတ်ဆွေပေါင်းစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနဲ့ပြည့်စုံကြပါစေ။